producer ထက်ချမ်းသာတဲ့ချစ်သူလေးနဲ့အတူဒေါက်တာမာလေးကိုတကွက်ပြလိုက်တဲ့တန်တာမိုးသိန်းသူ့ကိုလမ်းခွဲသွားတဲ့နာမည်ကြီး producer ထက်ချမ်းသာကြွယ်ဝတဲ့ချစ်သူလေးနဲ့အတူချစ်သူအောင်ကိုယူသွားတဲ့ဆရာဝန်မလေးကိုတကွက်ပြလိုက်တာကတရုတ်ဆောင်မင်းသမီးလေးတန်တာမိုးသိန်းပါတန်တာမိုးသိန်းဟာခုချိန်မှာတော့အားလုံးကတနာကိယူနာတက်ချင်းကိုခံနေရတာပါအထူးသဖြင့်သူမ၄နှစ်တာတွဲလာတဲ့ချစ်သူကသူမကိုထားသွားကသူမထက်သားတဲ့ဆရာဝန်မလေးကိုလက်ထပ်သွားတာဖြစ်ပါတယ်ဒီကြားထဲမှာအနုပညာတိုင်းဝန်ကမိတ်ဆွေတူတွေကလည်း producer ကိုမျက်နှာလှုပ်ချက်လို့ဆရာဝန်မလေးနဲ့ producer ကိုသူမိတ်ဆက်တယ်ငါမိတ်ဆက်တယ်လုပ်နေတယ်လို့ထွန်းထွန်းဆိုရင်လည်းဆရာဝန်မလေးကဘလောက်တော့ဘလောက်ထက်မြက်ဘလောက်အနေအေးရိုးသားစသဖြင့် post တွေတင်ခဲ့တာပါဒါကြောင့်လေပြည်သက်တွေဟာအားနေသူမိမသားတန်တာမိုးသိမ့်ဘက်ကခံပြင်းကြတာဖြစ်ပါတယ်ဘာဖြစ်ဖြစ်ခုတော့တန်တာမိုးသိန်းကသူမချစ်သူကိုကြောက်ခတ်သွားတဲ့ဆရာဝန်မလေးကိုတကွက်ပြလိုက်တာပါ။အဲ့ဒါကတော့တန်တာမိုးသိန်း page က story မှာကိုရီးယားကားတွေကဇဝင်ကန်းတစ်ခုဖြစ်တဲ့ငါမလို့ခြင်းတဲ့အမိုက်ကိုနေယူသွားဆိုတဲ့ dialogue ဇဝင်ကန်းကိုတင်ကချိန်မိုးပြခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်တချို့သောသတင်းတွေအရလက်ရှိတန်တာမိုးသိန်းမှာအရင်ချစ်သူအောင် producer ထက်ချမ်းသာကြုံရတဲ့ထိတ်တန်းဘောစီတယောက်နဲ့ချစ်သူတွေဖြစ်နေကမကြခင်လက်ထပ်တော့မယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတာဖြစ်ပါတယ်။